brother တို့ဒီ update 4.2 မှာတစ်ဖက်ကရန်သူတွေကိုအများကြီး damage ပေးထားတာတော့မှမတော့ဘဲနဲ့တစ်ဖွဲ့လုံးကိုပြန်တီးသွားတာမျိုးကြုံမှုကြလား Here I come. Oh, here I come. ဒီပဒင်မှာဆိုပြင်းနေရင်းနဲ့တွေးရှည်တက်သွားတာပါဒီ update မှာတော့ကိုပိုင် skill ဖြစ်တဲ့ skin 9ခုကတော့မချတတ်သေးဘူးဆိုရင်တော့ဘယ်တဲ့တိုင်းမှာ ဖေးဖို့များပါတယ်ဒီဗီဒီယိုမှာတော့ skin 9ခုရဲ့အတာချက်နဲ့ဘယ်လိုတက်တင်တော့မလဲဆိုတာကိုရှင်းပြပါမယ်combat skill ဒီ skill ကရန်သူကိုအနီးကကျုံးမဲ့ညီကိုတွေအတွက်တော်တော်လေးတင်းတော့ပါတယ်အတာချက်အနေနဲ့ရန်သူတယောက်ကိုနှုတ်လိုက်ပြီဆိုတာနဲ့ HP ဖြစ်တဲ့တွေးတက်တဲ့အပြင် movement speed ပါတိုးမှာပါဒါအပြင်ရန်သူကိုတစ်ခါတော့တိုင်းတစ်ခါကြီးဖြစ်တာလေးမြန်စီမှာဖြစ်တဲ့အတွက် 1v4 ကျုံးမဲ့ညီကိုတွေအတွက်လည်းတော်တော်လေးတင်းတော့ပါတယ် healing skill ဒီ skill ကကိုယ်တင်မိတ်ထဲမှာခဏခဏတော့တက်တဲ့တငယ်ချင်းပိုင်တော့ယူထားတင်ပါတယ်ဒီ healing skill ရဲ့အတာချက်ကပုံမှန်တော့နေတဲ့တင်မိတ်ကိုတစ်ခါကင်ရင်10စက္ကန့်ကြာတယ်ဆိုပေမဲ့ healing skill နဲ့ဆိုရင်တော့4စက္ကန့်ပဲကြာမှာပါဒါအပြင်ကိုယ့်အကို heal ရင်လည်းတော်တော်လေးမြန်ပါတယ် recon skill ဒီ skill ကရန်သူကဘယ်အဖြစ်လဲဆိုတာကိုခဏခဏရှာရပြီးအမြဲတံပတ်နေတဲ့ညီကိုတွေအတွက်တော်တော်လေးတင်းတော့ပါတယ်ဒီ skill ရဲ့အတာချက်ကရန်သူကကျွန်တော်တို့ကိုပြစ်လဲရန်သူရဲ့တီနီယာကိုမြင်ရမှာဖြစ်ပြီးကျွန်တော်တို့ကရန်သူကိုပြစ်လိုက်ရင်လည်းရန်သူရဲ့တီနီယာကိုမြင်နေရမှာပါထူးခြားချက်အနေနဲ့ရန်သူရဲ့တီနီယာကိုအိမ်တွေပါဖောက်ပြီးမြင်ရမှာမလို့တော်တော်လေးမိုက်ပါတယ်vehicle skill ဒီ skill ကကားမောင်းရတာကြိုက်တဲ့ driver ဆရာကြီးတွေအတွက်တော်တော်လေးတင်းတော်တဲ့ skill ပါ vehicle skill ကိုယူထားတဲ့ player ကကားမောင်းမယ်ဆိုရင်ကားကအရင်ကတည်းကပို့ပြီးမှစီကုံနဲ့တက်တာပြီးတော့အရင်ကတည်းကပို့ပြီးမှအကျန်းလက်ပို့ခံသွားပါတယ်ဒါအပြင်ထူးခြားချက်အနေနဲ့ကားပေါ်ကခုန်ချရင်လည်းတွေးရော်လာတက်တာစီမှာပါ detection skillဒီ skill ကကံပါတို့ရဲ့ရန်ကိုကြောက်နေတဲ့ညီကိုတွေအတွက်တော်တော်လေးအသုံးဝင်ပါပါထူးခြားချက်အနေနဲ့မြေပေါ်မှာစက္ကန့်နဲ့ငယ်လောက် prone လိုက်တာနဲ့ rate တစ်ခုထွက်လာမှာဖြစ်ပြီးအနားမှာရန်သူဘယ်နှယောက်ရှိလဲကားဘယ်နှစီးရှိလဲဆိုတာနဲ့ဘာပစ္စည်းတွေရှိလဲဆိုတာကိုပြပေးမှာပါကြည့်ဒီတော့ brother တို့ဒီ skill 9ခုထဲက base skill ကိုကြိုက်ကြလဲ base skill ကိုအသုံးများနေလဲဆိုတာကို comment မှာရေးခဲ့လို့ရပါတယ်